အနာဂတ်ရဲ့မျိုးဆက်တလေတွေကသူတို့ကျင်လည်ရတဲ့ပုံဝင်ချင်းပေါ်မူတည်ပြီးတော့စိတ်ပိုင်းဆိုင်ရာတွေကပြောင်းလဲလာကြပါတယ်။အဲဒါကြောင့်မလို့မိမိတို့ရဲ့သွေးသားတွေရဲ့အနာဂတ်အတွက်ဒီရဲ့ဇက်ကလေးကိုအဆုံးထိကြည့်သွားဖို့အတွက်အကြံပေးလိုက်ရှင်ပါတယ်။လွန်ခဲ့တဲ့နှစ်အနေငယ်တုန်းကရက်တရက်မှာဆိုရာဆိုတဲ့ကလေးမလေးရဲ့မွေးနေ့ဖြစ်တာမလို့ဖခင်ဖြစ်သူကဆွေမျိုးသားချင်းတွေနဲ့အတူမွေးနေ့ပွဲကိုပျော်ပျော်ရွှင်ရွှင်နဲ့ကျင်းပနေကြပါတယ်။ဖခင်ကသမီးလေးရဲ့အပေါ်ရှစ်ပြီးတလောက်ကြံရှိနေတဲ့သားဖြစ်သူကိုတော့အတော်လေးကိုယုံမုန်းနေခဲ့ပါတယ်။အကြောင်းကတော့သားဖြစ်သူကိုမွေးဖွားပြရတဲ့တပြိုင်နက်သူ့ရဲ့ဇနီးလေးကစုံပါသွားခဲ့လို့ပဲဖြစ်ပါတယ်။အဲ့ဒါမလို့လေသူ့ရဲ့မိမတေးရတာဟာဒီရဲ့ကလေးကြောင့်လို့ယူဆပြီးကောင်လေးရဲ့မွေးနေ့ရောက်တဲ့အချိန်တိုင်းမှာအပြင်းထန်ရိုက်နှက်လေးရှိပါတယ်။ဖခင်ရဲ့နှိမ့်ဆက်မှုတွေကိုခါးစည်းခံလာခဲ့ရတဲ့ကောင်လေးကတော့နာကျင်မှုတွေကိုညီမအရင်ဖြစ်တဲ့ဆိုရာဒီအပေါ်ကိုအပြစ်ပုံရှာလိုက်ပါတယ်။ညနေရှိန်တစ်ခုမှာတော့အိပ်ပျော်ရာကနေနိုးလာတဲ့ဆိုရာလေးကိုဓာတ်နဲ့ထိုးပြီးတော့ကိစ္စလျှော်ပေးလိုက်ပါတယ်။ယခုလက်ရှိအချိန်မှာတော့ဂျော်နီဆိုတဲ့စီးမှုခင်ပညာရှင်တယောက်ကအမိုးတစ်ခုကိုစစ်ဆေးဖို့အတွက်အခင်းဖြစ်ရာနေရာကိုရောက်ရှိလာပါတယ်။ဂျော်နီကစီးမှုခင်ပညာမှာအရေးရှင်ရှိတဲ့လူတစ်ယောက်ဖြစ်တာမလို့မီဒီယာလောကရဲ့သတင်းတိုင်းမှာဘလို့အမှုမဆိုပေါ်ထုတ်နိုင်တဲ့သူ့ရဲ့အကြောင်းလေးပါလေးရှိပါတယ်။ဒီရဲ့တစ်ခေါက်အမှုကတော့အမျိုးသမီးတစ်ယောက်ဟာရုတ်တရက်တိတ်ဆုံးသွားတဲ့အမှုပဲဖြစ်ပါတယ်။ဂျော်နီတယောက်ဟိုဒီလှည့်ပတ်ပြီးတော့ကြည်နေရင်နဲ့အလောင်းရဲ့တဖုံးတွေကနေတဆင့်အစိတ်ကြောင့်တည်သွားရဲဆိုတာကိုတွေ့လိုက်ရပါတယ်။သူမရဲ့အမျိုးသားနှလုံးယောဂသည်တယောက်ဖြစ်ပြီး ICD ဆက်ရဲ့အကူအညီနဲ့အသက်ဆက်ပြီးတော့ရှင်နေရတာဖြစ်ပါတယ်။ထို့ရဲ့အမျိုးသားကပဲအသေးအတန်ငိုယိုနေရင်းနဲ့ဇနီးဖြစ်သူကိုကယ်ပေးဖို့အတွက်ဂျော်နီကိုတောင်းဆိုနေခဲ့ပါတယ်။ဒီရဲ့ခါဂျော်နီကတော့ဒီရဲ့အမှုဟာတွေးအေးလူသက်မှုတစ်ခုဖြစ်တယ်လို့ပြန်ပြီးပြောလိုက်ပါတယ်။အဲ့ဒီရဲ့အတွက်လေယောက်ျားဖြစ်သူရဲ့ ICD ဆက်ကိုစစ်ဆေးဖို့အတွက်ရဲဝန်ထမ်းတယောက်ကိုပြောလိုက်ပါတယ်။အကြောင်းက ICD ဆက်မှာဆိုရင်နှလုံးခေါင်းတောင်ဒေတာတွေပါရှိရဲ့အပြင်အခင်းဖြစ်တဲ့အချိန်တုန်းကအိတ်နေရဲ့လူရဲ့နှလုံးခေါင်းတန်လားနိုးနေရဲ့လူရဲ့နှလုံးခေါင်းတန်လားဆိုတာကိုခွဲခြားခိုင်းလိုက်ပါတယ်။ဂျော်နီကတော့ယောက်ျားဖြစ်သူကိုတန်တရားရှိရဲ့လူလို့သတ်မှတ်တဲ့အပြောမျိုးပြောလိုက်တာကြောင့်ရဲရီကလည်းစစ်ဆေးကြည့်ဖို့အတွက်လှုပ်လိုက်ပါတယ်။အမှန်တကယ်လေတီဆုံသွားတဲ့သွားလိုက်စီထဲမှာယောက်ျားဖြစ်သူကဆိုရီယန်ဖလူသိတ်ဆိုတဲ့အစိတ်တစ်မျိုးကိုရောထားပြီးတော့တက်ပစ်လိုက်တာပဲဖြစ်ပါတယ်။ဒီလိုတေချာတက်ရက်လှပတဲ့ရှာဖွေမှုတွေကြောင့်ရဲဝန်ထမ်းတွေကပါဂျော်နီကိုအရန်ကိုတော်တဲ့ပညာရှင်ဖြစ်ကြောင်းရှီကျူးလိုက်ပါတယ်။တစ်ဖက်ကအန်ရာဆိုတဲ့ကောင်မလေးတယောက်ကတော့တချင်းဆုပ်ပြီးတော့မွေးနေ့ပွဲကျင်းပနေတဲ့ဂျနီဖာရဲ့မွေးနေ့ကိုတက်ရောက်နေပါတယ်။ဂျနီဖာကတော့မွေးနေ့ပွဲကိုရောက်လာတဲ့အန်ရာကိုရှူရှင်တလုံးပေးခဲ့ပြီးတော့ကျေးဇူးတင်တဲ့စကားပြောလိုက်ပါတယ်။နောက်တနေ့မနက်အစောမှာတော့မီရာဆိုတဲ့ရဲမေတယောက်ကအပြေးလေ့ကျင့်နေပါတယ်။ခဏကြာမှပဲသူမရဲ့တပည့်ဖြစ်တဲ့ရာဂျီစီကဖုန်းဝင်လာပြီးမထင်မှတ်ထားတဲ့အမှုတစ်ခုဖြစ်သွားတဲ့အကြောင်းတင်ပြလာပါတယ်။ဒီရဲ့မှုမှာသေဆုံးသွားတဲ့ကောင်မလေးကမနေ့ကမွေးနေ့ပွဲကျင်းပခဲ့တဲ့ဂျနီဖာပဲဖြစ်ပါတယ်။အဲ့လိုနဲ့မေဟာတယောက်အခင်းဖြစ်ရာနေရာကိုရောက်လာတဲ့အချိန်ကမိုးရီတဲထန့်စွာရွာသွန်းနေတဲ့အပြင်ဂျနီဖာရဲ့အလောင်းကိုလည်းနီးစပ်ရာပလတ်စတစ်နဲ့အုပ်ထားလို့တက်တီတွေပျောက်ဆုံးနိုင်တဲ့အကြောင်းပြောကရဲတယောက်ကိုငေါနေခဲ့ပါတယ်။မျက်မြင်တက်တီကတော့အမှုပန်းမှာဆိုလို့ထွက်ပြေးတိမ်းချောင်သွားရလို့ရာဂျီကပြောပြလိုက်တဲ့အချိန်မှာတော့ထိုရဲ့လူကိုတွားခေါ်ဖို့မေဟာအမိန်ပေးလိုက်ပါတယ်။မေဟာထူးချွန်လွန်တဲ့ရဲမေတယောက်ဖြစ်တဲ့အပြင်အမေဖြစ်သူရဲ့သူမလီဆိုရာတို့နဲ့အတူဘွားကိုအေးရှက်ရှက်နဲ့ဖြစ်တန်းနေတဲ့လူတစ်ယောက်လေးဖြစ်ပါတယ်။ဆိုရာလေးကိုမေဟာတယောက်ကြောင်းပို့နေတဲ့မြင်ကွင်းကိုတော့လူတစ်ယောက်ကသတိထားပြီးတော့စောင့်ကြည့်နေပါတယ်။မေဟာရဲ့အလုံးမှာတော့အကြီးတန်းကဆီယာမာဆိုတဲ့လူကသူမလိုက်နိုင်တဲ့အမှုဆိုတာမရှိဘူးဆိုပြီးသူ့ရဲ့တပည့်တွေကိုအားချောင်းနေခဲ့ပါတယ်။အဲဒီနောက်မေဟာကလည်းတိတ်ဆုံးသွားတဲ့ဂျနီဖာရဲ့အကြောင်းကိုဆီယာမာစီမှာတင်ပြနေခဲ့ပါတယ်။တစ်ဖက်ကရာဂျီကလည်းရဲမှုကဒီအမှုရဲ့ကနဦးအစကိုတီးရှင်နေတဲ့အကြောင်းဝင်ပြီးတော့ပြောလိုက်ပါတယ်။စောက်ဆီယာကြီးပါဆိုတဲ့ဆီယာမာကသူ့သွားပြီးတော့တင်ပြလိုက်မယ်ဆိုပြီးတော့ပြောခဲ့ပြီးမြင်ရာဂျီကရဲမှုကမေဟာသာဖိတ်ခေါ်ထားတဲ့အကြောင်းပြောလိုက်ပါတယ်။လေကျဲတဲ့ဆီယာမာကလည်းရှက်ရှက်နဲ့သူ့ရဲ့တပည့်တွေကိုကိုယ့်ရဲ့အလုပ်ကိုဆက်လုပ်ဖို့အော်ငှပြီးတော့နေလိုက်ပါတယ်။အားတိုင်းလေကျဲနေတဲ့ဆီယာမာထက်အလုပ်ကိုစိစက်တီချတဲ့မေဟာကိုပဲရဲမှုကဒီရဲ့အမှုကိုစုံစမ်းပေးဖို့အတွက်တာဝန်ပေးလိုက်ပါတယ်။တစ်ဖက်ကဂျနီဖာရဲ့မိဘတွေကတော့မကြခင်ထွက်ဆိုချက်တွေပြီးတော့မှမလို့ဒါတွေကိုမှတ်ယူထားဖို့အတွက်မှာကြားလိုက်ပါတယ်။ဒါအပြင်လေစီးမှုခင်ဌာနဂျော်နီကိုခေါ်ယူထားတဲ့အကြောင်းပြောပြလိုက်တဲ့အခါမှာတော့မေဟာတယောက်မျက်နှာပြတ်သွားခဲ့ရပါတယ်။ဒါကိုနားလေတဲ့ရဲမှုကလေလူမှုရေးတွေကိုခဏခောက်ထားပြီးဂျော်နီရဲ့အရေးရှင်တို့သာလက်ခံပေးဖို့အတွက်ရဲမှုကတောင်းဆိုလိုက်ပါတယ်။အကြောင်းကတော့ဂျော်နီနဲ့မေဟာတို့ကတစ်ချိန်လုံးကအရန်ကိုရှိကြတဲ့ရှစ်သူတွေပဲဖြစ်ပါတယ်။အင်စပက်တာမေဟာနဲ့စီးမှုခင်ပညာရှင်ဂျော်နီတို့တာပူပေါင်းလိုက်ရင်မာဆိုရီမြို့ကြီးမှာရှိတဲ့မှုခင်တိုင်းကိုဖြည့်ရှင်းနိုင်တယ်လို့မေဟာခံယူထားတဲ့အကြောင်းဂျော်နီကိုပြောပြပူပါတယ်။ဒီလိုမျိုးအရန်ကိုရှိကြတဲ့သူတို့နှစ်ယောက်ကတဘောထားမတိုင်းဆိုင်ကြဘူးဆိုတဲ့အချက်နဲ့လမ်းခွဲလိုက်ကြတာပဲဖြစ်ပါတယ်။အခုချိန်မှာတော့ဂျော်နီနဲ့အလုပ်ပြန်တွဲလို့ရမှာမလို့မေဟာအတွက်တော့ရှေ့ရသူရဲ့မျက်နှာကိုပြန်ပြီးတော့မြင်ရမှာဆိုပြီးမြင်အနှဲငယ်တော့ဝမ်းနေနေခဲ့ပါတယ်။ဒါပေမဲ့လေအရှိကအရှိအလုပ်ကအလုပ်ပဲဆိုပြီးတော့အကောင်ဆုံးအားတင်းထားဖို့အတွက်မေဟာတယောက်ဆုံးဖြတ်လိုက်ပါတယ်။ဂျနီဖာလီရဲ့မိဘတွေကတော့သူတို့တီးသမျှထွက်ဆိုချက်တွေအားလုံးကိုမေဟာကိုပြောပြနေပါတယ်။မွေးနေ့ပွဲနေတော့ကဂျနီဖာတယောက်အတော်လေးကိုပျော်နေခဲ့တယ်လို့မိဘတွေကဝမ်းနေမှုတွေနဲ့အတူပြောပြနေပါတယ်။ထို့ရဲ့မွေးနေ့ပွဲမှာတော့မေဟာတယောက်သူ့ရဲ့သူမလီအန်ရာကို CCTV ကနေတဆင့်မြင်လိုက်ရပါတယ်။မွေးနေ့ပွဲကိုတက်ရောက်လာတဲ့ကလေးတိုင်းရဲ့မိဘတွေရဲ့ထွက်ဆိုချက်တွေကိုမေဟာအမှတ်တမ်းယူထားလိုက်ပါတယ်။မွေးနေ့ပွဲပြီးရဲ့နောက်မှာတော့ရေဘူးကြံခဲ့လို့ဂျနီဖာတယောက်ပြန်ပြီးတော့ယူတဲ့အချိန်မှာနောက်ဖေးမှာရှိနေတဲ့လူတယောက်ကဂျနီဖာလေးကိုလှမ်းပြီးတော့ခေါ်လိုက်ပြီးဖမ်းခေါ်သွားခဲ့တာပဲဖြစ်ပါတယ်။
ဖះเจ้าရဲ့နောက်ဖေးမှာတော့ CCTV ရရှိမနေရကြောင်းတရားခံကဒီเจ้าရဲ့တိဆောက်ပုံသိနေနိုင်တဲ့အကြောင်းမင်းဟာအကောက်ချက်ချလိုက်ပါရီမနက်ပိုင်းကြောင်းလက်ပြီးတော့မွေးနေ့ကိုတွားခဲ့တဲ့အန်ရာကိုတော့မင်းဟာမငောက်ပဲနဲ့နောက်တစ်ခါဒီလိုမျိုးမလုပ်ဖို့အတွက်စုံမလိုက်ပါရီအဲ့ဒီနောက်မင်းဟာနဲ့အန်ရာတို့ပြန်မဲ့အချိန်မှာဆရာကြီးဂျော်နီတယောက်ဆက်ဆိုင်မြိုက်ပဲရောက်လာခဲ့ပါရီဒီရက်ခါမင်းဟာမျက်နှာပြတ်သွားခဲ့ပြီမင်းအန်ရာလေးကတော့ဂျော်နီကိုမျက်နှာနဲ့ဝမ်းပန်းတသာပြေးပြီးတော့ဖတ်လိုက်ပါရီမင်းဟာကိုလည်းနှုတ်ဆက်ခဲ့ပြီမင်းမင်းဟာကတော့အလုံးမတကူကောင်းမဆန်ဖို့ရေဘာလို့သူ့ကိုတင်ပြဖို့အတွက်အမေပေးပြီးတော့ထွက်သွားလိုက်ပါရီဒီလိုရှင်နေရလေးကိုပဲဆက်ပြီးတော့ရှင်းနေသေးတဲ့ဂျော်နီတယောက်ကတော့တက်ပြင်းတစ်ချက်ရှားလိုက်ပြီးတော့အကိုဖြစ်သူစီကိုထွက်သွားလိုက်ပါရီသူ့ရဲ့အကိုကတော့အန်ရာလေးကိုလိုက်ပြီးတော့ရှောင်းနေတဲ့လူတစ်ဖြစ်လေအန်ရာရဲ့အဖခင်ပဲဖြစ်ပါရီအကြောင်းတစ်ခုကြောင့်မလို့သမီးဖြစ်သူနဲ့ခွဲခွာနေရတာပဲဖြစ်ပါရီဂျော်နီကကလေးတယောက်တေဆုံးမှုနဲ့ဒီကိုရောက်လာတာဖြစ်တဲ့အကြောင်းပြောပြလိုက်တဲ့အခါမှာပဲအကိုဖြစ်သူကအနှင်းငယ်တော့မျက်နှာပြတ်သွားခဲ့ပါရီအဲ့ဒီနောက်မှာတော့ဂျော်နီတယောက်မေဟာပို့လိုက်တဲ့တက်တီတွေကိုတိတိကျကျလေးစစ်ဆေးနေပါရီတိဆုံးတို့ရဲ့အဝတ်စားတွေကိုစစ်ဆေးနေရဲ့အပြင်အခင်းဖြစ်ရာနေရာကိုလေဂျဲတယောက်နဲ့တွားရောက်ပြီးတော့စစ်ဆေးနေပါရီတိဆုံးသူကိုတတ်မှတ်ထားတဲ့နေရာမှာပဲတွေးရဖြစ်တဲ့အကြောင်းပါလာတဲ့ရဲကဖင်ပိတ်ပြီးတော့ညင်းနေခဲ့ပါရီအရှင်မဟုတ်တဲ့ဂျော်နီကလေတိဆုံးတို့အမှန်တကယ်ရှိနေတဲ့နေရာကိုသူ့ရဲ့ကျွမ်းကျင်မှုနဲ့ဖော်ပြလိုက်ပါရီတခွေခန်းထဲမှာတော့ဂျော်နီကအယုတ်တစ်ခုရရဆက်ဆက်ဓာတ်နဲ့ထိုးနေခဲ့ပါရီဒီလိုမျိုးလှုပ်ပြီးချင်းကအခုလူသက်သမားရဲ့စိတ်ကိုပုံမှုပြီးတော့နားလေစေရလို့ဂျော်နီကခံယူထားခဲ့ပါရီစောင့်နေတဲ့ရဲကတော့အင်ကမိမထက်တောင်ဂျော်နီကပို့ပြီးတော့မာယူရဲဆက်နေအကြောင်းပြောနေခဲ့ပါရီလူသက်သမားရဲ့ဓာတ်ထိုးတဲ့ပုံစံအရာသူဟာစီတိုသက်တယောက်ဖြစ်နေရလို့အကောင်ဆုံးပြောပြနေခဲ့ပေမယ့်မင်းဟာတော့အာမရှောင်းပဲထိရောက်တဲ့ဂျားလက်ကိုပဲပေးဖို့အတွက်ပြောလိုက်ပါရီအဲ့ဒါကြောင့်မင်းအခင်းဖြစ်ရာဖះเจ้าဆောင်ကိုဂျော်နီကမင်းဟာကိုခေါ်ဆောင်သွားခဲ့ပါရီမင်းဟာတို့ထင်တယ်လို့ဖះเจ้าရဲ့နောက်ဖေးတတရမဟုတ်ပဲတက်တော်တစ်ခုတည်းဝင်သွားတာဖြစ်တဲ့အကြောင်းဂျော်နီကတက်တေတွေနဲ့တကွရှင်းပြလိုက်ပါရီဂျန်နီဖာရဲ့လက်ဝဲရကိုလေဂျော်နီပြတဲ့တိုင်ကနေတွေ့ရှိခဲ့တာမလို့တော်ရဲကိုဝင်သွားရဲဆိုတဲ့အချက်ကခိုင်လုံနေရပဲဖြစ်ပါရီဖះเจ้าရဲ့မလန်မကန်းမှာတော့အမြင့်ပေ၄ပေနဲ့အရှိမီတာ200ကျော်တဲ့ရေစိုးမြောင်းတစ်ခုကရှိနေပါရီဂျန်နီဖာရဲ့အဝတ်စားတွေကိုဂျော်နီဆက်ဆေးကြည့်ရဲ့အချိန်ကလေရေစိုးမြောင်းရဲ့အစားအနာတွေကိုတွေ့ထားရတာကြောင့်ဒီရဲကိုဝင်သွားရဲဆိုတာလေသိချနေပါရီရေစိုးမြောင်းရဲ့အစွန်းတစ်ပတ်ကိုရောက်သွားတဲ့ဂျန်နီဖာတယောက်ဘဲကိုထွက်သွားမှန်းတော့ဂျော်နီတယောက်စဉ်းစားမရဖြစ်နေခဲ့ပါရီဒါအပြင်လေဂျန်နီဖာရဲ့လေပင်တန်ရာကတီဆောင်ပြီးမှရတာဖြစ်တယ်လို့ရှင်းပြလိုက်ပါရီဒီရဲ့တန်ရာဟာလူသက်သမားကနေရန်တစ်ဖက်ကနေဂျန်နီဖာရဲ့အလောင်းမပြစ်ချနိုင်တာကြောင့်နေရန်ဆောင်နဲ့ရှစ်ပြီးတော့ရခဲ့တဲ့တန်ရာပဲဖြစ်ပါရီဒါရီကိုတော့နေရန်ဆောင်ကဂျန်နီဖာရဲ့သွေးနဲ့အတူဂျော်နီကဖော်ထုတ်ရှင်းပြလိုက်ပါရီ CCTV ရဲ့မှတ်တမ်းတွေအရဂျန်နီဖာကြည့်နေတဲ့သူဟာသူ့ရဲ့မျက်စိနဲ့တရမ်းနဲ့ဖြစ်နေတဲ့အကြောင်းမင်းဟာတယောက်သတိထားမိသွားခဲ့ပါရီအဲ့ဒါကြောင့်မလို့လူသက်သမားဟာဖះเจ้าမှာရှိနေတဲ့လူပုလေးပဲဖျားမယ်ဆိုပြီးမင်းဟာတယောက်အပြေးလွှာထွက်သွားလိုက်ပါရီလူပုလေးရဲ့နာမည်ကတော့ရှာလီလို့အမည်ရပြီးစက္ကပ်ပွဲတွေနဲ့ဖြိုပြဲတဲ့လူရှင်တော်တယောက်လေးဖြစ်ပါရီရာဂျီကတော့ရှာလီရဲ့အိမ်ကိုတီးရမလို့မင်းဟာတို့နဲ့အတူရှာလီကိုဖမ်းဖို့အတွက်ထွက်လာခဲ့ကြပါရီရှာလီကတော့ပုံအောင်နေခဲ့ပေမယ့်မျက်စိနဲ့မင်းဟာမြင်သွားတာမလို့ရှာလီတယောက်အသေးအတန်ထွက်ပြေးရပါရီမင်းဟာတို့ကတော့ကျန်ခဲ့တဲ့လူပုတွေကနောက်ဆက်နေရမလို့ရှာလီကိုမျက်ရှိပြတ်သွားခဲ့ပါရီဒါပေမဲ့လေညံကြီးရှင်ရှာလီကကလေးသွန်လေထဲမှာပုံနေရကြောင်းမင်းဟာတို့ကဘီယာလူတွေကနေတစ်စရှာလီကိုဖမ်းမိသွားခဲ့ပါရီတစ်ဖက်က error ကတော့သူမရဲ့ personal စစ်ပညာရှင်တယောက်နဲ့စကားပြောနေခဲ့ပါရီဂျော်နီရဲ့အကိုဖြစ်တဲ့သူကတော့လူသူကင်းမဲတဲ့နေရာမှာပဲတယောက်တည်းပဲအချိန်တော်ကြအောင်လို့နေထိုင်နေခဲ့ပါရီသူရဲ့နာမည်ကတော့အာဘီလို့အမည်ရပြီးဘရူးနဲမှမထွေးရှင်တဲ့အကြောင်းကတော့သမီးဖြစ်သူဒီဗီဝါနဲ့အန်ရာတို့ကိုတတိယလိုပဲဖြစ်ပါရီတစ်ချိန်တော့ကတော့အာဘီတို့ရဲ့မိသားစုလေးကအတော်လေးကိုပျော်ရွှင်စရာကောင်းခဲ့ပြီမင်းအခုအချိန်မှာတော့အကြောင်းတစ်ခုကြောင့်မိသားစုနဲ့ခွဲခွာပြီးတော့နေရပါရီအန်ရာလေးကိုလည်းတွေးရှင်နေရကြောင်းခဲမဖြစ်သူမေဟာစီမှာခွင့်တောင်းပေးဖို့အတွက်ဂျော်နီကိုပြောပြနေခဲ့ပါရီတစ်ဖက်ကစိပညာရှင်နဲ့စကားပြောနေတဲ့အန်ရာကတော့သူမရဲ့ဖခင်ကအမွာညီမဖြစ်တဲ့ဒီဗီရာကိုပို့ပြီးတော့ရှစ်တဲ့အကြောင်းရင်ဖွင့်နေပါရီဆီယာမကတော့ဖခင်တိုင်းဟာတာသမီတိုင်းကိုမခွဲခြားပဲရှစ်ကြရလို့ပြန်ပြီးတော့ဩဝါဒတွေရွှေနေခဲ့ပါရီအဲ့ဒီအချိန်မှာတော့အဖိုးကိုတယောက်ကဝင်လာခဲ့ပြီးဆီယာမကဒါဟာသူမရဲ့ဆရာလေးဖြစ်တယ်လို့ဖခင်တယောက်လေးဖြစ်တယ်လို့အန်ရာနဲ့မိတ်ဆက်ပေးလိုက်ပါရီတစ်ဖက်ကဘိုးတော်ကလေအန်ရာကိုတနာနဲ့အကြီးနဲ့ပဲစိုက်ကြည့်နေခဲ့ပါရီတူစီမှာတော့တွေးကိစ္စယောဂရှိနေတဲ့အပြင်ဆီယာမကပဲအဆဆအရာဂူးဆိုင်ထားခဲ့ပါရီအန်ရာလေးအတွက်ဖခင်အားပေးနဲ့တွေးပေးဖို့ဆီယာမကမေဟာစီမှာတောင်းဆိုပေးခဲ့ပေမယ့်မေဟာတော့လက်မခံခဲ့ဘူးအန်ရာလေးရဲ့စိတ်ရှိနေရအခုချိန်မှာအတော်လေးကိုကောင်းမွန်လာခဲ့ပြီဖြစ်ပြီးဖခင်ဖြစ်သူနဲ့တော့တွေးခွင့်ပေးတဲ့အကြောင်းမေဟာကိုအကြံပေးလိုက်ပါရီတစ်ဖက်ကလူပုလေးရှာလီကတော့သူထွက်ပြေးရတဲ့ကိစ္စကလေတာမန်လူတွေကသူတို့ကိုနှိမ့်ဆက်ကြလို့ပဲဖြစ်ပါရီဒါပေမဲ့မေဟာကတော့သူ့ရဲ့အဖေကိုလက်မခံပဲအမှန်တရားကိုဖော်ထုတ်ပြမယ်ဆိုပြီးတော့စကန်မှုနဲ့တွေ့ဖို့အတွက်ထွက်သွားလိုက်ပါရီစကန်မှုကတော့ရှာလီကိုအမှုဖွင့်ဖို့အတွက်ပြောပေမဲ့ရှာလီကဘယ်တန်တရားဖြစ်တဲ့အပြင်ရေရတဲ့တက်တိတွေမရှိသေးတဲ့အကြောင်းမေဟာထောက်ပြလိုက်ပါရီခိုင်မာတဲ့တက်တိတစ်ခုကိုရရှိမှရှာလီကိုအမှုဖွင့်လို့ရမှာဖြစ်တာကြောင့်အများဆုံးမျက်မြင်တက်တိဂျက်ဆူကိုရှာဖို့အတွက်အမိန့်ပေးလိုက်ပါရီပန်းချန်တစ်ခုမှာတော့အန်ရာတယောက်ဂျွန်နီရဲ့အတူရောက်ရှိနေခဲ့ပါရီသူမကဒီရဲ့ပန်းချန်ကိုတဘောကြတဲ့အပြင်ရေရီကိုလည်းတဘောကြရလို့ပြောပြနေခဲ့ပါရီ
သူမရဲ့ဖခင်ကလေဂျေရီကိုတဘောကြတဲ့အကြောင်းပြောပြလိုက်တဲ့အချိန်မှာဂျော်နီကအာဘေကိုတွေးချင်လာလို့မေးလိုက်ပါတယ်ခဏအကြာမှာတော့မေဟာကပါရောက်ရှိလာပြီးအာဘေကိုဘယ်သူမှလွမ်းမနေရဲ့အကြောင်းဝင်ပြီးတော့ပြောလိုက်ပါတယ်အာဘေကတာဝန်မသိတတ်တဲ့ဖခင်တယောက်ဖြစ်တာမလို့နောက်လေသူတို့နဲ့လာပြီးတော့မပတ်သက်ဖို့အတွက်ဂျော်နီကိုပြောလိုက်ပါတယ်တစ်ချိန်လုံးကအာဘေနဲ့မေဟာတို့ရဲ့အမားတို့ကအိမ်အောင်ရက်သားကြားခဲ့ပြီးဒီဗီရာနဲ့အမ်ရာတို့ကိုမွေးဖွားခဲ့ပါတယ်မေဟာကလေသူ့ရဲ့သူမတွေကိုအတော်လေးကိုရှင်းမြတ်နိုးခဲ့သလိုအဲ့ဒီရဲ့အချိန်တုန်းကမေဟာနဲ့ဂျော်နီတို့ကလည်းရှစ်သူတွေပဲဖြစ်ပါတယ်ဒီလိုမျိုးတာယာနီရဲ့အာဘေအတွက်တော့တရက်မှာတော့ကန်ဆိုးမှုတစ်ခုကဝင်ရောက်လာခဲ့ပါတယ်မိသားစု၄ယောက်သားအလဲပတ်ထွက်နေရောဒီဗီရာနဲ့အမ်ရာတို့ကရုတ်တရက်ပျောက်ဆုံးသွားခဲ့ပါတယ်ဒီဗီရာလေးကတော့ကန်ဆိုးသွားနဲ့မြောင်းတစ်ခုတွေကိုပြုတ်ချပြီးတော့အသက်ပါဆုံးရှုံးသွားခဲ့ပါတယ်ဒီရက်ခါအမ်ရာလေးကတော့ဒီဗီရာရဲ့အလောင်းကိုငေးကြည့်နေခဲ့ပါတယ်အာဘေနဲ့သူတို့ရဲ့ဇနီးတွေကတော့သူတို့ရဲ့ပေါ်စာမိုးတွေကြောင့်ဒီဗီရာတယောက်တိတ်ဆုံးသွားတာမလို့ယူကျုံမရဖြစ်နေခဲ့ပါတယ်ဒီရက်ခံစားချက်ကိုမကြော်လွန်နိုင်တဲ့ဇနီးဖြစ်သူကတော့အစိတ်တောက်ပြီးတော့တေချောင်းကြံစီသွားခဲ့ပါတယ်အာဘေကတော့ရက်ပိုင်းအတွင်းမှာတမီဖြစ်သူနဲ့ဇနီးဖြစ်သူပါဆုံးရှုံးလိုက်ရပါတယ်ဒါအပြင်လည်းမေဟာကအာဘေရဲ့ဘေးမှာသာအမ်ရာလေးကိုဆက်ပြီးတော့ထားရင်သူ့ရဲ့အမနဲ့သူမလိုမျိုးထပ်ပြီးတော့ဖြစ်မှာပဲဆိုပြီးတော့အမ်ရာလေးကိုခေါ်ဆောင်သွားခဲ့ပါတယ်အဲ့ဒီရဲ့အချိန်မှာဂျော်နီနဲ့မေဟာတို့ကတဘောထားတွေကွဲလွဲခဲ့ကြပြီးတော့လမ်းခွဲလိုက်တာပဲဖြစ်ပါတယ်အခုချိန်မှာတော့အာဘေတယောက်တောက်လိုက်စားလိုက်နဲ့ဘဝကိုအထီးကျန်စွာနဲ့ဖြတ်တန်းနေခဲ့ရပါတယ်နောက်တနေ့မှာတော့ဂျော်နီကိုစောင့်ကြည့်နေတဲ့ရဲကမေဟာစီကိုပြန်ပြီးတော့ကြောက်လာခဲ့ပြီးဂျက်ဆူတို့ကိုလိုက်ရှာပြီးဖြစ်တဲ့အကြောင်းပြောလိုက်ပါတယ်ဒါပေမဲ့ဘာသတင်းအစားအနာမှမရလာတဲ့အကြောင်းတင်ပြလိုက်ပါတယ်ဂျော်နီကတော့ရှီယာကန်စနစ်ကိုလိုက်လံပြီးတော့စစ်ဆေးပြီးရဲ့နောက်တည်ဆုံးသူဂျနီဖာရဲ့ရှီယာဘေးမှာရှိတဲ့ရှီယာတစ်ခုကိုစစ်ဆေးဖို့အတွက်ယူဆောင်လာခဲ့ပါတယ်ရှာလီစီကိုလည်းဂျော်နီကရောက်ရှိလာပြီးအရက်အတိုင်းသားနဲ့အတူကိုအလီချင်းကိုပါယူဆောင်သွားခဲ့ပါတယ်တစ်ဖက်ကအန်ရာကတော့လွတ်တော်အမတ်ရဲ့တမီမွေးနေ့ပွဲကိုတက်ရောက်နေခဲ့ပါတယ်တစ်ဖက်ကမီဟာကတော့ဖះเจ้าလေးကိုဝင်ရောက်လာခဲ့ပြီးတခုခုကိုလိုက်ပြီးတော့ရှာနေခဲ့ပါတယ်အန်ရာကတော့မွေးနေ့ပွဲကြောင့်မလို့ပျော်ရွှင်နေတဲ့ကလေးမလေးကိုမကြည်မသာနဲ့ကြည်နေမိပါတယ်မကြခင်မှာအခန်းတစ်ခုရဲ့အတွဲမှာပုံအောင်ကြီးရဲ့မျက်မြင်သက်သေဂျက်ဆူကိုမီဟာတယောက်တွေ့ရှိသွားခဲ့ပါတယ်မွေးနေ့ရှင်လေးကတော့ဟိုဟိုတီတီပြေးလွှားနေရင်နဲ့လူတယောက်ကလာပြီးတော့နှုတ်ဆက်လို့ပြန်ပြီးတော့ပြုံးပြနေပါတယ်အဲ့ဒီနောက်မှာတော့မွေးနေ့ရှင်ကရုတ်တရက်ပျောက်ဆုံးသွားခဲ့ပါတယ်သူ့ရဲ့သမီးပြောက်လို့စိတ်တုန်နေရဲ့အမက်ကတော့မီဟာတို့ရဲ့ရဲရီကိုအပြင်းထန်ဆူငောင်းနေပါတယ်အခင်းဖြစ်ရတရားကိုဂျော်နီနဲ့မီဟာတို့ကစူးစမ်းပန်းစားရှာဖွေပြီးတဲ့နောက်မှာတော့တရခန်ရဲ့တွေးစားတွေကိုပဲတွေးလိုက်ရပါတယ်အဲ့ဒီနောက်ဂျော်နီကရှာဖွေထားတဲ့အချက်လက်တွေကိုရဲမှုစီမှာတင်ပြနေပါတယ်ဂျနီဖာတီးဆုံးသွားတဲ့အခင်းထဲအောင်စစ်စစ်ကြီးရဲ့အချိန်မှလေရှီယာတစ်ခုကိုတွေ့ခဲ့တဲ့အကြောင်းဒီရဲ့ရှီယာဟာမြေပြင်အနေအထားအရကိုအလေးချိန်တိတ်ပြီးတော့မရှိတဲ့လူတစ်ယောက်ရဲ့ရှီယာဖြစ်တဲ့အကြောင်းတင်ပြလိုက်ပါတယ်အနည်းဆက်ဆုံးရှီယာတစ်ခုကို 3D ပုံစံတစ်ခုပြုလုပ်ထားပြီးလူသက်သမားအသက်17နှစ်နဲ့12နှစ်ကြားကလေးတစ်ယောက်ဖြစ်တဲ့အကြောင်းတင်ပြလိုက်ပါတယ်ရဲမှုကတော့ဒီရဲ့အချက်လက်တွေအရကလေးတစ်ယောက်ဟာဂွင်းဆက်လူသက်သမားမဖြစ်နိုင်ဘူးလို့ကောက်ချက်ရှာလိုက်ပါတယ်အရှင်မဟုတ်တဲ့ဂျော်နီကလေကဘာပေါ်မှာရှိတဲ့ကလေးဂွင်းဆက်လူသက်သမားတိုင်းကိုလိုက်ပြီးတော့ဖော်ပြလိုက်ပြီးကလေးတွေကလည်းလူသက်တဲ့အကြောင်းဖြေရှင်းပေးလိုက်ပါတယ်ဒီရက်ခါဆီယာမာကဂျော်နီရဲ့ကောင်းသောရှက်တွေကိုလက်မခံပါဘူးဒါပေမဲ့မေဟာကတော့မျက်မြင်သက်သေဂျက်ဆူထွက်ဆိုရနဲ့ဂျော်နီပြောနေရတွေကမှန်တဲ့အကြောင်းထောက်ပြလိုက်ပါတယ်အဲ့ဒီနေ့ကဂျက်ဆူတယောက်လမ်းလျှောက်ထွက်လာတော့ဂျနီဖာရဲ့အလောင်းလူတယောက်ကနရန်ရဲ့တခြားတစ်ဖက်ကနေတွန်းချနေခဲ့ပါတယ်။မယုံတင်ကစိတ်နဲ့လိုက်ပြီးတော့ရှောင်းကြည့်ရဲ့အခါမှာတော့ဂျနီဖာရဲ့အလောင်းကိုလာပြီးတော့ထားသွားတဲ့လူကကလေးတယောက်ဖြစ်နေရဆိုတာကိုသိလိုက်ရပါတယ်။အဲ့လိုနဲ့မီဟာကလေကလေးထောက်နေမှာလူသက်သမားကိုရှာဖွေခိုင်းလိုက်ပါတယ်။ထောင်မူတယောက်ရဲ့ပြောဆိုချက်အရလူသက်သမားကလေးဟာလွန်ခဲ့တဲ့3နှစ်ကမိဘတွေကိုတတ်ခဲ့တဲ့အမှုနဲ့ထောင်ချဖူးတဲ့အကြောင်းမီဟာတယောက်သိလိုက်ရပါတယ်။ဒါပေမဲ့ထောင်ကနေထွက်ပြေးလွန်မြောက်သွားခဲ့ပြီးအခုချိန်မှာတော့အသက်က17နှစ်ခန့်ရှိပြီလို့ခံမှန်းပြီးတော့ပြောပြလိုက်ပါတယ်ဂျော်နီရဲ့ပြောဆိုချက်မျက်မြင်သက်သေတွေရဲ့ထွက်ဆိုချက်နဲ့အတူထောင်မူရဲ့စကားတွေကြောင့်လူသက်သမားကလေးတယောက်ဖြစ်တယ်ဆိုတာသိရှာသွားခဲ့ပါတယ်။ကောင်းလေးကတော်တော်လေးကိုရိုင်းတဲ့အပြင်နာမည်ကရိုဟန်လို့အမည်ရပါတယ်။မျက်မြင်သက်သေတွေရဲ့ပြောဆိုချက်အရလူသက်သမားရဲ့ပုံစံကိုရေးဆွဲခဲ့ပြီးဒီရဲ့တဲ့ကိုမင်းဟာမီဒီယာမှာအသိအလင်းဖော်ပြလိုက်ပါတယ်။လွှတ်တော်အမတ်ရဲ့တမီဖြစ်တဲ့သူတော်မှမလုံခြုံတာကြောင့်မာဆိုရီမျိုးကမျိုးသူမျိုးသားတွေအားလုံးကကြောက်လန့်နေခဲ့ရပါတယ်။ဒါကြောင့်မလို့ကျောင်းတွေကိုလည်းပိတ်ထားရတဲ့အပြင်ကိုယ့်ရဲ့ကလေးတွေကိုလည်းဂီးဆိုင်ချဖို့အတွက်မျိုးထဲမှာရှိတဲ့ရဲတွေကသတိတွေပေးနေခဲ့ပါတယ်။အန်ရာလီကတော့ဖခင်ဖြစ်သူပါဝင်တဲ့အိမ်မက်ကန်ရှီလီကိုရေးဆွဲထားခဲ့ပါတယ်။ဒါကိုဆီယာမကလည်းရှီကျူနေခဲ့ပြီးတယောက်တည်းမပြန်ဖို့အတွက်မှာလိုက်ပါတယ်။အဲဒီနောက်အန်ရာရဲ့ဘေးကိုတော့ဘိုးတော်ကြီးတယောက်ကရောက်ရှိလာခဲ့ပါတယ်။အဲဒီရဲ့အချိန်ကစလို့အန်ရာတယောက်ပျောက်ဆုံးသွားတဲ့အကြောင်းဆီယာမကမီဟာကိုလှမ်းပြီးတော့ပြောပြနေခဲ့ပါတယ်။အဲ့လိုနဲ့မီဟာလည်းအန်ရာသွားတဲ့ပန်းချန်တွေကိုလိုက်ပြီးတော့ရှာနေခဲ့ပါတယ်။အမှန်တော့အန်ရာကလူသက်သမားလို့ယူဆရတဲ့ရိုဟန်နဲ့အတူစော်ကစားနေခဲ့တာဖြစ်ပါတယ်။ဒီလိုနဲ့မီဟာကလည်းအမြန်ဆုံးပဲရာဂျီနဲ့အတူရိုဟန်ကိုဖမ်းဆီးလိုက်ပါတယ်။ရိုဟန်ရဲ့လက်မှာလည်းသွေးတွေကိုတွေ့ရမလို့အမတ်ရဲ့သမီးဗမာလဲလို့မေးပေမဲ့ရိုဟန်ကဘာမှပြန်ပြီးတော့မဖြေပါဘူး။ဟိုဒီလိုက်ပြီးတော့ရှာကြည့်ရင်နဲ့တောင်အောက်မှာပြုတ်ကျနေတဲ့မွေးနေ့ရှင်ရဲ့အလောင်းကိုမီဟာတယောက်တွေ့ရှိသွားခဲ့ပါတယ်။လူသက်သမားကိုဖမ်းမိသွားပြီးဖြစ်တာကြောင့်ဈေးတွေကြောင်းနေရအစပြန်ပြီးတော့ဖွင့်လာကြပါတယ်။ဒါကြောင့်မလို့ရာဂျီကလည်းစိတ်ချလက်ချနဲ့တမီဖြစ်သူပါရီရဲ့မွေးနေ့ပွဲကိုကျင်းပပေးနေခဲ့ပါတယ်
ဒီလိုမျိုးမွေးနေ့ပွဲကျင်းပနိုင်တာကလေဂျော်နီရဲ့ကြီးစုတွေပါရဲ့လို့ဂျော်နီကိုကြီးစုတင်စကားတွေပြောနေခဲ့ပါတယ်ဒီရက်ချိန်တစ်ဖက်ကအန်ရာကတော့ပျော်ရွှင်နေတဲ့ပါရီလေးကိုမကြည့်ရဲ့အကြည့်နဲ့ကြည်နေခဲ့ပါတယ်ကမ်မာတစ်ခုရဲ့အပေါ်တက်သွားတဲ့ပါရီကိုတော့အန်ရာကတွန်းချဖို့စူးစမ်းပေမဲ့ကံကောင်းစွာနဲ့ပဲပါရီတယောက်လွတ်မြောက်သွားခဲ့ပါတယ်တစ်ဖက်မှာတော့ရိုဟန်ကိုတိတ်ဆုံးသွားတဲ့ကလေးမတွေကိုတီလာလို့မိဟာဘေးနေပေမဲ့ရိုဟန်ကပစ္စည်းတွေကိုလှုံ့ပစ်နေခဲ့ပါတယ် CCTV ကနေတဆင့်စောင့်ကြည့်နေတဲ့ဂျော်နီကတော့ရိုဟန်ကဘေးတန်တယောက်မဟုတ်ပဲညာတန်တယောက်ဆိုတာကိုသတိထားမိသွားခဲ့ပါတယ်အဲဒါကြောင့်မေရိုဟန်ဟာလူသက်သမားမဖြစ်နိုင်ဘူးလို့ရှင်းပြပေမဲ့မိဟာကတော့လက်မခံခဲ့ပါဘူးအဲ့လိုနဲ့ပဲဂျော်နီကတကယ်လို့ရိုဟန်ကိုသာလူသက်သမားအဖြစ်ယူဆမယ်ဆိုရင်အမားကြီးမှားမယ်လို့ပြန်ပြီးတော့ပြောလိုက်ပါတယ်မိဟာကလေအရင်ကတည်းကအမားတွေကိုလောက်ခဲ့ပူပြီးဂျော်နီကိုယုံခဲ့သမျှဟာအမားအကြီးဆုံးပဲလို့ထားပြီးတော့ပြောလိုက်ပါတယ်ဒီရက်ခါဂျော်နီကစိတ်ပြတ်သွားတဲ့အပြင်မိဟာကလေသူမရဲ့ဘွားကိုဂျော်နီစီမှာပုံအပ်မိတာဟာအကြီးမားဆုံးအမားပဲလို့ထပ်ပြီးတော့ပြောပြီးတော့ထွက်သွားလိုက်ပါတယ်စကန်ကိုပြန်ပြီးတော့ရောက်လာတဲ့အခါမှာတော့ဂျော်ဒီယာမှာကလေးတယောက်ကထပ်မံပြီးတော့ပျောက်ဆုံးသွားတဲ့အကြောင်းမိဟာတယောက်သတင်းရရှိလိုက်ပါတယ်အဲ့လိုနဲ့သူမကလေဂျော်နီရဲ့ပြောစကားတွေဟာတကယ်ပဲလားဆိုပြီးတော့အလင်းငယ်တွေ့ဝေတွားခဲ့ပါတယ်ပျောက်ဆုံးသွားတဲ့ကလေးမရဲ့အလောင်းကိုတော့တုံးလေးတစ်ခုနဲ့အန်ရာကတည်ဆောင်လာခဲ့ပါတယ်အမွာညီမဖြစ်သူဒီဗီရာပျောက်ဆုံးသွားတဲ့နေ့ကအန်ရာလေးကလိုက်ပြီးတော့ရှာခဲ့ပြီးသူတွေတရေရဲနဲ့တည်ဆုံနေတဲ့ဒီဗီရာကိုမြင်လိုက်ရပါတယ်ဒါရီဟာအန်ရာတယောက်ပြန်ပြီးတော့မြင်အောင်မိရဖြစ်ပြီးဒီရဲ့စိတ်ခံစားချက်တွေကြောင့်မလို့ရှော့ရနေခဲ့ပါတယ်မိဟာအသေးအတန်လှုပ်ပြီးတော့နိုးတဲ့အခါမှာအန်ရာတယောက်အနှင်းငယ်စိတ်ငြိမ်သွားခဲ့ပါတယ်အဲ့ဒီနောက်အန်ရာရဲ့ဆီယာမကိုတော့ရိုဟန်တယောက်စကားပြန်ပြောဖို့ကူညီပေးဖို့အတွက်မိဟာတောင်းဆိုလိုက်ပါတယ်ဆီယာမကလေရိုဟန်ကိုရှော့ပြီးတော့မေးကြည့်လိုက်တဲ့အချိန်မှာကောင်မလေးတယောက်ကသူ့ကိုခိုင်းနေရဖြစ်တဲ့အကြောင်းသိလိုက်ရပါတယ်ဂျန်နာရီကိုတော့သူ့ရဲ့အနေနဲ့ဘာမှမမှတ်မိတဲ့အကြောင်းပြန်ပြီးတော့ပြောလိုက်ပါတယ်ကောင်မလေးတယောက်ခိုင်းနေဆိုတာကလွယ်လို့ဘာတဲ့။အစားနောက်မှမရတဲ့ဆီယာမကလေလက်လျှော့လိုက်ရပါတယ်တစ်ဖက်ကအန်ရာတယောက်ကတော့ထုံးစံအတိုင်းကြောင်းသွားရမယ့်အစားကြောင်းလေးဖို့ပဲရွေးချယ်သွားပါတယ်အဲ့ဒီအနေမှာပဲသတင်းအစီအစဉ်ကကွင်းဆက်လူသက်သမားအစ်စ်ကိုမြင်ရပြီဖြစ်တဲ့အကြောင်းကြေညာလိုက်ပါတယ်အဲ့ဒါကတော့နောက်ဆုံးပျောက်ဆုံးသွားတဲ့ကလီမာလီရဲ့အလောင်းကိုအန်ရာတယောက်တည်ယူနေတဲ့ဗီဒီယိုပဲဖြစ်ပါတယ်ဒါကြောင့်မလို့မီဟာနဲ့ဂျော်နီတို့ကအတော်လေးကိုထိတ်လန့်သွားခဲ့ပါတယ်အင်စပက်တာမီဟာရဲ့သူမဖြစ်တဲ့သူအန်ရာဟာအဓိကတရားခံတယောက်ဖြစ်တယ်လို့သတင်းဌာနကဆက်လက်ပြီးတော့တင်ပြနေပါတယ်အဲ့လိုနဲ့မီဟာတို့ကလည်းရှင်းရှင်းပဲကြောင်းမှာတွားချပြီးမြအန်ရာကိုမတွေ့ရတဲ့အကြောင်းဆီယာမကပြောလွှတ်လိုက်ပါတယ်အန်ရာကကြောင်းမသက်တဲ့ရဲတွေကများနေတဲ့အပြင်မိမတွေကိုသတိပေးစာတွေပို့နေပြီးမြစာမရောက်လာဘူးဆိုတာကိုမီဟာကလည်းအစားအဆုံးသတိထားမိသွားခဲ့ပါတယ်တစ်ဖက်ကဆီယာမဟာမီဟာသူ့ရဲ့သူမလေးအစားရူဟန်ကိုထိုးကျွေးလို့တတ်မှတ်ထားခဲ့ပါတယ်စကန်မှုကလေလက်ရှိမှာအဓိကတရားခံရှိသူဖြစ်တာမလို့ဒီရဲ့အမှုကိုဦးဆောင်နေတဲ့မီဟာကိုတာဝန်ကနေရက်ဆိုင်ထားလိုက်ပါတယ်အဲ့ဒီနောက်မှာတော့မီဟာကိုအကျေရှုပ်ပြုလုပ်ထားမှဖြစ်တဲ့အကြောင်းအမိန့်ချလိုက်ပါတယ်ဆီယာမကဒီရဲ့အမှုကိုဆက်လက်ပြီးတော့တာဝန်ယူခဲ့ပြီးဂျော်နီကိုလည်းအမှုကနေရက်ဆိုင်ခံလိုက်ပါတယ်စိတ်ပညာရှင်ဆီယာမကလေအန်ရာရဲ့မသိစိတ်ထဲမှာဒီဗီရာကိုမုန်းနေရဖြစ်တဲ့အကြောင်းနဲ့အတူအန်ရာဟာအဓိကတရားခံမဟုတ်ပါစေနဲ့လို့မီဟာကိုဖုန်းဆက်ပြီးတော့အကြောင်းကြားနေခဲ့ပါတယ်အခင်းဖြစ်ရာနေရာကိုစီးမှုခင်ပညာရှင်အတိတ်တရားကိုလွှတ်လိုက်ပြီးမြတက်တီတွေကိုဂျော်နီကယူသွားပြီးပဲဖြစ်ပါတယ်အဲ့ဒါကြောင့်မလို့ဒီရဲ့အမှုမှာဂျော်နီနဲ့မီဟာတို့ကပါဝင်ပြီးတော့ပတ်သက်နေတဲ့အကြောင်းဆီယာမကစကန်မှုကိုတင်ပြနေခဲ့ပါတယ်ဂျော်နီကတော့မီဟာရဲ့အိမ်ကိုရောက်ရှိလာခဲ့ပြီးမီဟာနဲ့တွေ့ခွင့်ရဖို့အတွက်ရာဂျီစီမှာခွင့်တောင်းနေခဲ့ပါတယ်ရဲစက်နေတဲ့ရာဂျီကိုတော့တာသမီရှင်ကိုချင်းစာဖို့တရားချလိုက်တဲ့အချိန်မှာရာဂျီကလည်းတဘောသူသွားခဲ့ပါတယ်အဲ့ဒီနောက်ဂျော်နီကစိတ်တကြနေတဲ့ရီစာဟောင်းလေးမီရာကိုအနန္တပွင့်ပေးကအားပေးစကားပြောလိုက်ပါတယ်အန်ရာရဲ့ CCTV မှတ်တမ်းအရဒီရဲ့ဗီဒီယိုဟာတမင်သက်သက်ဖမ်းယူထားတာဖြစ်တဲ့အပြင်အန်ရာကိုတက်တက်ကြောက်ချလိုက်တာပဲဖြစ်ပါတယ်ဒီလိုလုံးနိုင်တာကလေလူကြီးတယောက်ပဲဖြစ်ရမယ်လို့ဂျော်နီကတတ်မှတ်ထားလိုက်ပါတယ်တီဆုံးနေတဲ့ကလေးတယောက်ရဲ့အလောင်းကိုပထမဆုံးတွေ့ရှိခဲ့တဲ့လူကဂျော်နီပဲဖြစ်ပြီးကလေးလေးကလေပင်ညှစ်ခံရပြီးတီဆုံးသွားပြီလို့မေဟာကိုပြောပြနေခဲ့ပါတယ်ကလေးရဲ့လက်မှာပဲကိုက်ရတစ်ခုကရှိနေခဲ့ပြီး DNA အရဒီရဲ့ကိုက်ရဟာယောက်ျားတစ်ယောက်ဖြစ်တယ်လို့ပြောပြလိုက်ပါတယ်ဒါအပြင်လေအန်ရာထွက်လာတဲ့ကိုရောင်ရဲ့အနားမှာအိမ်တလုံးတည်ရှိနေရလို့ဂျော်နီကဆက်လက်ပြီးတော့ရှင်းပြလာပါတယ်မေဟာကလေဒီရဲ့ကိစ္စကိုအမြန်ဆုံးဆောင်ရွက်မယ်လို့ပြောနေပေမယ့်သူတို့နှစ်ယောက်လုံးကအလုံနာခံထားရတဲ့အကြောင်းဂျော်နီကသတိပေးလိုက်ပါတယ်ဒီရဲ့အင်ဂျီကအပိတ်ခံထားရတာနှစ်ပေါင်း40လောက်ရှိနေခဲ့တဲ့အပြင်ဂျော်နီကပဲဒီအိမ်တစ်ခုလုံးစောင့်ကြည့်နိုင်တဲ့ကင်မရာတွေကိုတက်ထားပါတယ်ဒီလိုမျိုးအချက်လက်တွေရှိနေပေမယ့်အခုချိန်မှာအရေးကြီးဆုံးကအန်ရာပဲလို့ဂျော်နီကပြောလိုက်ပါတယ်မေဟာကလေလူသက်သမားကလေးရီရဲ့မွေးနေ့ပွဲမှာပဲလူသက်တာမလို့အန်ရာရဲ့မွေးနေ့အရာနောက်3ရက်လောက်အထိအန်ရာကိုမတက်သေးတဲ့အကြောင်းကောက်ချက်ရှာလိုက်ပါတယ်အန်ရာရဲ့ပကြီးပုံတွေအရာဂျော်နီတယောက်အန်ရာဘာမှရှိနေလဲဆိုတဲ့အကြောင်းသတိထားမိသွားခဲ့ပါတယ်အဲ့ဒါကြောင့်မေဟာနဲ့ဂျော်နီတို့ဟာရာဂျီကိုအကူအညီတောင်းပြီးတော့ထွက်ပြေးသွားကြပါတယ်တစ်ဖက်ကဆီယာမာတို့တော့ရာဂျီကပြပြကြီးပဲမေဟာထွက်ပြေးသွားတဲ့အကြောင်းလိမ်ပြီးတော့ပြောလိုက်ပါတယ်အမှန်တော့အန်ရာကပကြီးတွေကလို့ကဲကြီးတစ်ခုကအိမ်လေးမှာဖခင်ဖြစ်သူအာဘီနဲ့အတူရောက်ရှိနေကြတာပဲဖြစ်ပါတယ်မေဟာကဒီလိုလောက်တာဟာအနေရများတဲ့အကြောင်းအိုဟစ်ပြီးတော့ပြောနေခဲ့ပါတယ်အာဘီကတော့အန်ရာရဲ့သတင်းကိုကြားပြီးချင်းအန်ရာကိုအချုပ်ထဲမှာမမြင်ချင်တာကြောင့်အခုလိုခေါ်ထားရတဲ့အကြောင်းရှင်းပြလိုက်ပါတယ်ဒီရဲ့ကန်ရှီဘေးကအိမ်လေးကလေမေဟာရဲ့အမားဖြစ်သူလိုချင်တဲ့အင်္ဂလိပ်ဖြစ်တဲ့အကြောင်းထပ်မံပြီးတော့ပြောပြလိုက်ပါတယ်
မေဟာလွန်ခဲ့တဲ့9နှစ်ကကလေးရီရဲ့မွေးနေ့မှာပျောက်ဆုံးသွားတဲ့အမှုရှိလာလို့ရာဂျီကိုစုံစမ်းခိုင်းလိုက်ပါတယ်။ရာဂျီကလည်းရှီရှယ်မျိုးမှာတော့အခုလိုအမှုတွေရှိခဲ့ပူတဲ့အကြောင်းသတင်းတချို့လှမ်းပြီးတော့ပေးလိုက်ပါတယ်။အဲ့ဒီနောက်အာဘေးကိုလည်းတောင်းပန်ခဲ့ပြီးအန်ရာကိုစောင့်ရှောက်ထားပေးဖို့မေဟာတောင်းဆိုလိုက်ပါတယ်။ဒါရီပီယာနဲ့ဂျော်နီနဲ့မေဟာရှီရန်မျိုးကိုပြန်ပြီးတော့ထွက်လာကြပါတယ်။မေဟာတို့အိမ်ပြန်လာတဲ့အချိန်မှာတော့ဆီယာမာကလိုက်လံပြီးတော့ဖမ်းဆီးရမလို့ရာဂျီကိုပါခေါ်ပြီးဂျော်နီတို့ကထွက်ပြေးသွားခဲ့ပါတယ်။ဂျော်နီကစီးမှုခင်မှာလည်းကျွမ်းကျင်တယ်လို့ကာမောင်စကီကလည်းအတော်လေးကိုကောင်းတာမလို့ဆီယာမာတို့ကိုကြောက်တဲ့ကြောက်လို့လုပ်ခဲ့ပြီးထွက်ပြေးလွတ်မြောက်သွားခဲ့ပါတယ်။ဂျော်နီတို့ရောက်ရှိသွားတဲ့နေရာကတော့အိန္ဒိယနိုင်ငံရဲ့အတော်ဆုံးမှုခင်းပညာရှင်ဂျော်နီရဲ့ဆရာထံကိုပဲဖြစ်ပါတယ်။သူရဲ့ဆရာစီမှာအစင်းမြင့်ရှီယာကန်ဆက်တွေကရှိနေလို့ဂျော်နီတယောက်ဒီရဲ့နေရာကိုရွေးချယ်လိုက်တာပဲဖြစ်ပါတယ်။အဲဒီနောက်ဆရာကလည်းဂျော်နီကိုအခန်းတစ်ခုကိုပေးအပ်လိုက်ပါတယ်။ရာဂျီကလည်းရဲစခန်းမှာရှိတဲ့လွန်ခဲ့တဲ့9နှစ်ကတီဆောင်သူကလေးရီရဲ့အချက်လက်ကိုရဲတအုပ်စီကနေရရှိလာခဲ့ပါတယ်။ဂျော်နီရဲ့စစ်ဆေးချက်တွေအရလူသက်သမားရဲ့ကာယာရီဟာတယောက်တည်းဖြစ်ခဲ့ပေမယ့် DNA မတူဘူးလို့အဖြေထွက်လာခဲ့ပါတယ်။အဲဒါကြောင့်ဆရာကပဲတေချာစဉ်းစားကြည့်ဖို့အတွက်ပြောလိုက်ပါတယ်။ DNA မတူရတဲ့အကြောင်းကလူသက်သမားတွေအများကြီးရှိနေလို့မဟုတ်ပဲသွားအထုတက်တဲ့လူဒါမှမဟုတ် plastic surgery လုပ်ထားတဲ့လူဖြစ်နိုင်တဲ့အကြောင်းဂျော်နီကတွေးမိသွားခဲ့ပါတယ်။အဲဒီနောက်ဆရာက FTP နီလန်းမျိုးတုံးဖို့အတွက်ဂျော်နီကိုအကြံပေးလိုက်ပါတယ်။ FTP က DNA အစားအစာအနေငယ်ရှိုံနဲ့လူတစ်ယောက်လုံးကိုရုံလုံးဖမ်းနိုင်တဲ့အဆက်အမျိုးပဲဖြစ်ပါတယ်။စီဆုံသွားတဲ့ကလေးတွေရဲ့အကြောင်းနဲ့မိဘတွေရဲ့ထွက်ဆိုချက်တွေကိုရယူလိုက်ပါတယ်။ထွက်ဆိုချက်တွေအရဒီရဲ့ကလေးတွေဟာစိတ်ကြယောဂကိုခံစားနေကြရပြီးစိတ်ပညာမှာအတော်ဆုံးဖြစ်တဲ့ဒေါက်တာရာမီကကုသပေးနေတဲ့အကြောင်းသတင်းရရှိလိုက်ပါတယ်။ဒေါက်တာရာမီကိုရှာဖို့အတွက်မီဟာကလည်းပုံကျန်းကိုစောင့်နေတဲ့ဂျော်နီကိုလှမ်းပြီးခေါ်လိုက်ပါတယ်။တစ်ဖက်ကဒေါက်တာရာမီစီမှာတော့ရှာရှီဆိုတဲ့မွေးစားသားတစ်ယောက်ရှိခဲ့တဲ့အပြင်ဒေါက်တာကသွေးကင်းစာခံစားနေရတဲ့အကြောင်းအတီးတစ်ယောက်ကပြောပြနေပါတယ်။ရှာရှီကလည်းဖခင်ရဲ့ယောဂကြောင့်စိတ်ထိခိုက်ကစိတ်ထဲကြားနေတဲ့ယောဂတစ်မျိုးနဲ့အတူကိုယ့်အကိုတက်တည်သွားခဲ့ပါတယ်။ဒါကိုတော့မီဟာရာမီကတားကိုပြန်ပြီးတော့တက်တာဖြစ်တဲ့အကြောင်းသုံးသပ်လိုက်ပါတယ်။အကြောင်းကတော့ရာမီကကလေးရီကိုတက်ပြီးရဲ့နောက်အကြောင်းသိသွားတဲ့ရှာရှီကိုနှုတ်ပိတ်လိုက်တာဖြစ်တယ်လို့ယူဆထားခဲ့ပါတယ်။တားဖြစ်သူကိုပြန်ပြီးတော့တက်ရအောင်အထိစိတ်အရှင်တွေကိုဖြစ်စေတာကတော့ငယ်ဘဝစိတ်တန်ရာတွေကြောင့်ဖြစ်နိုင်တယ်လို့ဂျော်နီကယူဆထားခဲ့ပါတယ်။မီဟာကလည်းပြောဆိုရင်းနဲ့ကင်ဆာကနေပြန်လည်ပြီးတော့တက်တာလာရဲဆိုတဲ့ဒေါက်တာရာမီဟာအန်ရာကိုကူပေးနေတဲ့ဆီယာမရဲ့ဖခင်ဖြစ်တဲ့အကြောင်းဓာတ်ပုံကနေတစ်ဆင့်သတိထားမိသွားခဲ့ပါတယ်။ DNA ကအန်ရာရဲ့မွေးနေ့ဖြစ်တာမလို့ဂျော်နီနဲ့မီယာတို့ကအပြေးအလွှာနေရက်စီကိုပြန်ပြီးတော့သွားကြပါတယ်။စစ်စီရှက်တွေအရာမျက်နှာပုံချမ်းထွက်လာတာနဲ့ပို့ပေးမယ်လို့ဂျော်နီရဲ့ဆီယာကအမှားစကားပြောလိုက်ပါတယ်။တစ်ဖက်ကအာဘီကတော့တမီလေးအတွက်မွေးနေ့ပွဲပြင်ဆင်ပေးနေခဲ့ပြီးအန်ရာကိုသွားပြီးတော့ခေါ်တဲ့အချိန်မှာပဲအန်ရာတယောက်ရှော့ဖြစ်သွားခဲ့ပါတယ်။ကျန်ရများတဲ့အစုံမှာပဲစိတ်ပညာရှင်ဆီယာမကိုအာဘီကဖုန်းလမ်းဆက်ခဲ့ပြီးခေါ်လိုက်ပါတယ်။ပြန်ရခက်နေတဲ့ဆီယာမကိုတော့ဒေါက်တာရာမီကမသွားဖို့အတွက်တားမြစ်ခဲ့ပေမဲ့မအောင်မြင်ဖြစ်ခဲ့ပါတယ်။ခဏအကြာမှာပဲဂျော်နီနဲ့မီဟာတို့ကပါရောက်ရှိလာခဲ့ကြပေမဲ့ဆီယာမကိုမတွေ့ရပဲရာမီကိုပဲတွေ့လိုက်ရပါတယ်။ဂျော်နီစစ်စင်းနေတဲ့ပုံစံမှာလေအန်ရာရဲ့ဆီယာမပုံစံကထွက်လာခဲ့ပါတယ်။အန်အောင်မှုနေတဲ့ဂျော်နီတို့ကတော့ရာမီကရာရှီကိုတားဖို့အတွက်စူးစမ်းသိတဲ့အကြောင်းပြောလိုက်ပါတယ်။ဇလန်ရဲ့အစာတုံးကညီမအရင်ကိုတက်ခဲ့တဲ့ကောင်လေးကရှာရှီဖြစ်ခဲ့ပြီးရာမီကလူမတက်ဖို့အတွက်တားယူနေခဲ့ရပါတယ်။မွေးစားသားဖြစ်ခဲ့ပေမဲ့တာအရင်လိုရှိရတာမလို့ရာမီကကလေးရီကိုအိမ်ဝင်ရှာတဲ့နေပါတင်ကြားပေးလိုက်ပါတယ်။ရှာရှီအနေနဲ့လူတစ်ယောက်ကိုတက်လာရေးဖခင်ဖြစ်သူရာမီကကင်ဆာကနေပြန်ပြီးတော့တက်တာလာရဲလို့ခံယူထားတာဖြစ်ပါတယ်။အဲဒါကြောင့်မလို့ကလေးတစ်ယောက်ပြီးတစ်ယောက်တက်ခဲ့ပြီးရှာရှီတစ်ယောက်ရုပ်ပြောင်းလဲမှုတစ်ခုလုံးပြုလုပ်ခဲ့ကဇက်မြုပ်နေခဲ့တာပဲဖြစ်ပါတယ်။ရုပ်ပြောင်းရုပ်လွယ်လုပ်ပြီးပြန်လာတဲ့ရှာရှီကဖခင်ရဲ့ကျမ်းမာရေးအတွက်လူတက်ဖို့ကလေးရီစီကိုအပြစ်ပုံချလိုက်တာပဲဖြစ်ပါတယ်။အန်ရာကိုတွားပြီးတော့ကုမယ်ဆိုတဲ့ရှာရှီကိုလေရာမီကတားခဲ့ပြီးမြဲရှာရှီကတော့ရာမီရဲ့ကျမ်းမာရေးကောင်းဖို့ပဲဆိုပြီးအန်ရာကိုတက်ဖို့အတွက်ထွက်သွားလိုက်ပါတယ်။အကြောင်းစုံကိုတီးလိုက်ရတဲ့မီဟာတို့ကလေအန်ရာရှိရစီကိုအပြေးလွှာထွက်သွားလိုက်ကြပါတယ်။အန်ရာစီကိုရောက်သွားတဲ့အခါမှာတော့ရှာရှီကအာဘေးကိုဓာတ်နဲ့ထိုးလိုက်ပြီးအန်ရာကိုအင်ဝေရှာကအင်ဟောင်းကြီးစီကိုခေါ်သွားခဲ့ပါတယ်။မီဟာနဲ့ဂျော်နီတို့ကိုမြင်တဲ့အခါမှာတော့ဆီယာမာတို့ကလမ်းမတွေဖမ်းဆီးလိုက်ပြီးစကန်ကိုခေါ်သွားနေခဲ့ပါတယ်။ဂျော်နီကတရားခံအစ်စ်ကစိတ်ပညာရှင်ဆီယာမာဖြစ်တဲ့အကြောင်းပြောပြနေပြီးမြဲဆီယာမာကလက်မခံခဲ့ပါဘူး။ဒါပေမဲ့အာဘီကဖုန်းဆက်လာခဲ့ပြီးလူသက်သမားအန်ရာကိုဖမ်းခေါ်သွားပြီးဖြစ်တဲ့အကြောင်းပြောလိုက်တဲ့အခါမှာဆီယာမာကလူသက်သမားကိုဖမ်းဖို့အတွက်အမိန့်ချလိုက်ပါတယ်။အိမ်ဟောင်းရဲ့အထက်မှာတော့ရှာရှီကအန်ရာကိုကိတ်ကိုစိုးအတင်းကျွေးနေတဲ့အချိန်မှာဂျော်နီတို့ရောက်လာတာကိုသတိထားမိသွားခဲ့ပါတယ်။အမှန်တော့ရိုဟန်နဲ့အန်ရာကိုအိမ်ငွေရှာပြီးလူသက်မို့ရှာရှီကနောက်ွယ်ကနေကြိုးကိုင်နေခဲ့တာပဲဖြစ်ပါတယ်။သူ့ရဲ့အကြောင်းကိုတီမာဆိုတာကြောင့်ရိုဟန်နဲ့အန်ရာတို့ကိုအိမ်ငွေရှာပြီးအသိမင်းအောင်လို့လှုပ်ထားတာပဲဖြစ်ပါတယ်။အခန်းထဲကိုဝင်လာတဲ့မီဟာတော့ရှာရှီကစတင်ပြီးတော့တိုက်ခိုက်ခဲ့ပါတယ်။အဲဒီနောက်ဂျော်နီကတော့သတိမင်းရဲ့အန်ရာကိုရှာတွေ့သွားခဲ့ပါတယ်။မီဟာတယောက်တက်ခိုက်ရီမှာရှုံနေနေရကြောင်းအတက်ခံရမလို့ဖြစ်နေတဲ့အချိန်မှာဂျော်နီကရောက်ရှိလာပြီးတော့တနက်နဲ့အချိန်ပြီးမလုပ်ဖို့အတွက်တားလိုက်ပါတယ်။ဒီရက်ခါအန်ရာကရောက်လာတာမလို့ရှာရှီကအန်ရာကိုတော့တက်မယ်ဆိုတဲ့ဆုံးဖြတ်ချက်နဲ့ပြစ်မယ်အကြံမှာဂျော်နီကရှာရှီကိုပြစ်လိုက်ပါတယ်။ပထမဆုံးအနေနဲ့တနက်ပြစ်တော်သွားတဲ့ဂျော်နီကိုမီဟာရှီကျူလိုက်ပါတယ်။ဒီလိုမျိုးကိစ္စတွေကြောင့်မလို့မီဟာနဲ့ဂျော်နီတို့ကလေပြန်လည်ပြီးတော့ပေါင်းဖက်သွားခဲ့ကြပါတယ်။ ပ
ထမဆုံးအနေနဲ့တနက်ပြည့်တော်သွားတဲ့ဂျော်နီကိုမင်းဟာရှီကျူလိုက်ပါတယ်ဒီလိုမျိုးကိစ္စတွေကြောင့်မင်းဟာနဲ့ဂျော်နီတို့ကလေပြန်လည်ပြီးတော့ပေါင်းဖက်သွားကြပါတယ်စီးရုံတန်နေရတဲ့အာဘီကလေတမီလေးနဲ့အတူပျော်ရွှင်စွာနဲ့စကားတွေပြောနေကြပါတယ်တစ်ဖက်ကဂျော်နီနဲ့မင်းဟာတို့ကတော့ကမ်းခြေမှာအပန်းဖြေနေကြရင်ဒီရဲ့ကိစ္စကြီးကပြီးဆုံးသွားလို့ဝမ်းသာကြောင်းမင်းဟာပြောပြနေခဲ့ပါတယ်ခဏအကြာမှာတော့ဖုန်းတစ်ခုကဝင်လာခဲ့ပြီးမင်းဟာတယောက်စုံစမ်းရေးအရာရှိအဖြစ်ယာတို့တိုးသွားတဲ့အကြောင်းနဲ့အတူကိုဟာမျိုးမှာလူတက်မှုဖြစ်တယ်လို့သတင်းရရှိလိုက်ပါတယ်ဂျော်နီကတော့ခီးရီးသူမထွက်ရလို့ဝမ်းနေနေတော့မှသူ့စီကိုပါကိုဟာအမှုကိုလိုက်ဖို့အတွက်အမိန့်ကြားလာခဲ့ပါတယ်ဒီလိုနဲ့အင်စပက်တာမင်းဟာနဲ့စီးမှုခင်ပညာရှင်ဂျော်နီရောကတော့နောက်ထပ်အမှုတွေကိုဖြေရှင်းပေးဖို့အတွက်တက်ကြွနေကြရင်ဇလန်လေးကလည်းအဆုံးသတ်သွားခဲ့ပါတယ်ဒီကနေ့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲအဆုံးလေးကြည့်ရှုပေးခဲ့တဲ့အတွက်အားလုံးကိုအထူးပဲကျေးဇူးတင်ရှိပါတယ်နောက်နေ့မှလေဒီလိုစိတ်ဝင်စားစရာကောင်းတဲ့အိန္ဒိယဇလန်ကောင်းတွေကိုအမြဲမပြတ်တင်ဆက်ပေးမှာမလို့ကျွန်တော်တို့ရဲ့ K Cinema Recap Channel လေးကို Subscribe လေးလုပ်ခဲ့ပေးဖို့အတွက်ပြောချင်ပါတယ်နောက်ထပ်ဗီဒီယိုတွေမှာပြန်တွေ့ကြမယ်နော်